ကျုပ်ဇက်တစ်ထောင်ယူလာတယ်ကျုပ်ကကျုပ်ဇက်တစ်ထောင်မောင်းတာဟုတ်ဗျာဆိုင်ကအတန်ထွက်လို့တဲ့အေးရဖတ်အဲ့ကျုပ်ကမကြိုက်ဘူးတို့ကြိုက်မှာတော့ခင်ဗျထိုတိုင်းပြရမို့နော်ခင်ဗျကားညနာရုံးမှာနော်ထုတ်ထားတဲ့ဥပဒေရှိလားဘယ်သူထုတ်တော့အေးဆိုင်ကမှာအိတ်သောမပေါတော့ဒါလက်ခံတယ်ဆိုင်ကြီးကအိတ်သောပါတယ်အင်းဒီဘဝတစ်ထောင်အကောင်ကျုပ်ကခဏစီလာအကောင်အတန်ထွက်လို့ကျုပ်တို့မျိုးအဆွေမျိုးချင်းကိုပြဿနာရှာတယ်ကျွန်တော်ဘာမှပြောချင်အဓိကဘရိုးတယောက်နဲ့ရှင်းပြတာကျွန်တော်ဖေကပြောလို့ဆိုပြီးကျွန်တော်အထီးမခံဘူးအမေကျွန်တော်ကရင်စိတ်ဆိုမရဘူးကျွန်တော်ကမနာပြမယ်နော်ဘရိုးတီဟိုးတစ်ခါမှပြောဘူးကျွန်တော်မိဘကိုထိပြီဆိုရင်တော့ကျွန်တော်မမားတော့ကျွန်တော်လာဆွေးနေမှာလုံးဝမရှိရင်လည်းစိတ်မဆိုးနဲ့ကျွန်တော်ပြောပြတာနော်နောက်ဆုံးအချိန်တွေဖြစ်သွားရင်နော်ခုချိန်နဲ့ဖြူအားလုံးပြပြတာနော်ကျွန်တော်အကယ်၍အမားတွေဖြစ်သွားလို့လုံးရက်တွေကြမ်းသွားလို့ထိမထိန်တာဖြစ်သွားခဲ့ရင်ကျွန်တော်ထောင်ထဲကိုရောက်သွားခဲ့နောက်ဆုံးထိပြောထားတာနော်နောက်ထောင်ထဲကိုရောက်သွားခဲ့ရင်ဘလို့ကျွန်တော်ဘယ်တော့ပြန်မတွင်နဲ့မပြန်မလားကျွန်တော်မိဘထိနေဆိုတော့ဗောနော်ဆိုဆူရဖြစ်တယ်ကျွန်တော်ခိုက်တွေဝင်နေတာကျွန်တော်ခုချိန်တော့စိတ်ထင်းတာတော့ဘာမှမဖြစ်ဘူး